ဒီနေ့အတွက်ကတော့မစနဲ့ကြက်ရရှောက်ရွက်တော့ရပါမစနဲ့ကိုစီပြန်ရုပ်လေးနဲ့ဆက်ဆက်လေးချက်ထားပါတယ်ဒါလေးကတော့မစနဲ့လေသားလေးပါကိုကအမိကြိုက်တော့အမိလေးယူလိုက်မယ်မစနဲ့လက်ဆက်နဲ့ရှောက်ရွက်လေးကိုမြေပဲလော်လေးနဲ့တုပ်ထားရှောက်ရွက်တော့ရမစနဲ့ကြက်ရအတားပါအောင်ကောင်းမစနဲ့ပါရတယ်အခါဆောင်တော့ရင်းနှီးလေးပေါ့မစနဲ့လေးရရှောက်ရွက်တုပ်လေးရငုတ်င်းဆက်ဆက်လေးရညုပ်နေတယ်ပြောညုပ်လေးနေများတော့ကြိုက်တာညကောင်းတယ်ခါတာပါအောင်ရှင်